သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ဥဒုဝတ္တန္တမိုးဥဒုမိုးတွင်းကာလဝါကောင်လပြည့်ကျော်2ရက်2009ခုနှစ်8လပိုင်းဩဂတ်လ9ရက်နေ့တောက်ကြနေ့ညနေတွင်ရန်ကုန်တိုင်းမော်ဘီမြို့နယ်မော်ဘီမြို့အောက်ဝနချောင်းကြီးရွာဓမ္မဒုဒဇေရဝံတော်ရစေကိနာရမအကြောင်းတိုက်ကြီးအတွင်ဆင်ရင်ကျင့်ပတဲ့တရားစခန်းဓမ္မသဘင်တရားစခန်းရဲ့ပထမဦးဆုံးနေ့ရဲ့ပထမတရားပွဲပေါ့လေတရားလုံးအထောက်ကြမဲ့သူတော်ကောင်းတွေအတွက်ဟောကြားအပ်သောပိဋကသုံးပုံတို့တွင်သုတ်တန္တပိဋကနိကေ9ရပ်တို့တွင်ခောတကနိကေဓမ္မပရပါဠိအထကထာအတ္တဝ၌လာသောသုလကာလဥပဒကဝတ္ထုထိုဝတ္ထုလဘုရားရှင်ကိုယ်တော်မြတ်ကြီးခေါ်တော်မူခဲ့တဲ့တရားစကားအဲ့ဒီတရားစကားဂါထာပုဂ္ဂိုလ်အများနားလည်အောင်မြန်မာစကားတို့ဖြင့်တန်စာဆင်၍ဟောကြားအပ်သောတရားနာမည်ပေးလို့မြန်မာလူပြီးရင်တော့သူတို့ကြောင့်လို့အဲ့လိုပဲနာမည်ပေးလိုက်ရအောင်သူတို့ကြောင့်လို့ဒီတရားတော်မြတ်ကြီးကဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့တာဘုရားကိုကြည်ညိုတဲ့စိတ်တရားကိုကြည်ညိုတဲ့စိတ်သံဃာကိုကြည်ညိုတဲ့စိတ်နဲ့ဟောကြားနာကြားရအောင်ဒီမှာဘုရားရှိခိုးသွားတယ်ဘုရားရှိခိုးအမျိုးမျိုးအထွေတွေကွဲပြားနေတာတွေရှိပါတယ်ဘုံမုန်းတို့ကတော့ဘုရားရှိခိုးကွဲပြားတာကိုကြိုက်လားဆိုရင်မကြိုက်တဲ့ဘက်ကများတယ်ရှေးရှေးကဆရာတော်ဘုရားကြီးများရေးခဲ့တဲ့ဘုရားရှိခိုးတနိုင်ငံလုံးသုံးလာတဲ့ဘုရားရှိခိုးဆရာတော်ကြီးတစ်ပါးကဘုရားရှိခိုးကိုအသစ်ထွင်လိုက်တော့ယဟန်ပညာရှိလူပညာရှိတွေကကဲ့ရဲ့ကြတယ်ဘုရားရှိခိုးဆိုတာအသစ်ထွင်စရာမကောင်းဘူးပေါ့လေဘုံမုန်းတို့လည်းကြိုက်လားဆိုတော့ဘုရားရှိခိုးအသစ်ထွင်တာမကြိုက်ဘူးဒါကြောင့်ဒီမှာကတော့ဘယ်ဘုရားရှိခိုးနဲ့ဖြစ်ဖြစ်ရှိခိုးတာသဘောကျပါတယ်ဒီမှာစာရွက်ကလေးပေးတယ်ဆိုတာကကျေးဇူးတော်ရှင်ဓမ္မဒုဒဆရာတော်ဘုရားကြီးကတရားစခန်းနေမှာဒီဘုရားရှိခိုးလေးပေးသုံးဘာလို့ပေးသုံးတာလဲဆိုတော့ဩဃတာကာယဝစီမနောချီလျက်သုံးလီစေရနာလေးပြပနာမပူဇနာဖြင့်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်3ပါးမိဘ2ပါးဆရာသမားပြီးတော့ပါသည်ပြင်းမမိသူပုဂ္ဂိုလ်အများတို့အားတရားမရခြင်းအကြောင်းထဲမှာတရားအသိဉာဏ်မတိုးခြင်းအကြောင်းထဲမှာပြစ်မှားထားတဲ့ပုဂ္ဂိုလ်တွေကိုမကြောရင်မရအဲကြောင့်မို့တရားစခန်းတွေအတွက်တရားစခန်းပွဲမှာဆရာတော်ဘုရားကြီးကယောဂီတွေအတွက်ဒီဘုရားရှိခိုးလေးရှိခိုးစေတာရှေးဆရာတော်ဘုရားကြီးတွေရှိခိုးခဲ့တဲ့ရေးသားခဲ့တဲ့စီမံခဲ့တဲ့ဘုရားရှိခိုးကိုပြင်တာမဟုတ်အဲ့ဒီဘုရားရှိခိုးလေးတွေကရတယ်ဒီမှာရှိခိုးလို့ဒါပေမဲ့ဒီမှာကတော့ဗာလေးပို့သွားတာဆိုတော့ဘုရားတရားတန်ခါရှိခိုးတယ်ဟုတ်တယ်မိဘရှိခိုးတယ်ဟုတ်တယ်ဆရာသမားလည်းရှိခိုးတယ်ဟုတ်တယ်တရားလုံးအထောက်ကြမဲ့သူတွေအတွက်ဗာလေးလိုနေတာတုံးဆိုတော့ပြစ်မှားမိတဲ့သူကိုရှိခိုးဖို့တောင်းပန်ဖို့တစ်ဖက်အပြစ်မှားခံထားရတဲ့ပုဂ္ဂိုလ်ကသိတာမသိတာခဏထားကိုယ်စိတ်ကပြစ်မှားမိတဲ့ပုဂ္ဂိုလ်ကိုရှိခိုးလိုက်ရင်ကိုအဲ့ဒါအကုသိုလ်တွေကပျောက်သွားတချို့တရားအလုပ်အထုတ်ပါလျက်ကဲနဲ့ဆရာသမားလည်းကောင်းတယ်တရားနည်းလည်းမှန်တယ်အထုတ်တာလည်းမှန်ရဲ့နဲ့တရားသူအသိဉာဏ်တွေမရတာဟာပြစ်မှားထားတဲ့သူတွေမတောင်းပန်လို့မကြော့လို့ပြောလို့တော့ပြောတာဒီလူတွေပြစ်မှားဘူးလားသူများတွေကိုပြစ်မှားဘူးလားဘယ်နှခါတောင်းပန်မှုတော့အဲ့ဒါဆိုတရားလည်းအထုတ်မနေကြားဘူးမှာပေါ့ဆရာတော်ကြီးတစ်ပါးယဟန်ငယ်လေးနဲ့တူတူဆုံးခံသွားယဟန်ငယ်လေးနဲ့တူတူနေဆရာတော်ကြီးတစ်ပါးဆုံးခံသွားဟိုကြတော့ဆုံးခံအာယုန်တဲ့ဆုံးခံသွားပါပါတယ်ဝိသုဒ္ဓိမလည်းပါပါတယ်တခြားသုတ်တန်တွေမှာလည်းပါပါတယ်ဟိုကဆုံးပြုတ်လောင်လိုက်တာပေါ့ခုလို့ဆိုဆုံးပြုတ်ပေါ့ဆံပြုတ်ပေါ့ယာကုပေါ့ခုခေတ်လိုပြောရင်ဆုံးပြုတ်ပေါ့ဆံပြုတ်ပေါ့ယာကုပေါ့ဆရာတော်ကြီးကလမ်းဘေးမှာတင်တစ်တုံးကလမ်းဘေးလဲနေတော့
အတိတုံးပေါ်အဲ့ဒါသင်္ကန်းပွားမှနဲ့တူပါတယ်ပွားမှဆိုလို့နဲ့တူပါဆောင်းကြောင်ထိုင်လိုက်ပြီးတော့တပိတ်နဲ့ဆုံးခံတော့တပိတ်နဲ့ဆုံးပြုတ်လူခံတော့တပိတ်နဲ့မော့တော့မော့တော့လိုက်တော့ရောက်တော့နောက်ကရဟန်းငယ်လေးကလည်းဆုံးပြုတ်ခံတာသူကဟာအရှင်ဖျားခုခေတ်အသုံးနှုံးပေါ့ပါဠိလိုတော့မပြောတော့အရှင်ဖျားကိုလည်းဂယုစိုက်စမ်းပုံတော့ဘက်နဲ့လမ်းပြီးငုတ်တုတ်ကြီးဘက်နဲ့ခုပဲလူတယ်ခုပဲတောက်ရတယ်လို့ဖျားအရှင်ဖျားကလည်းအိန္ဒြေမဲလိုက်တာဘာညာပြောမှာပြောပြီးတော့ရဟန်းငယ်လေးကထွက်သွားဆရာတော်ကြီးကလည်းထွက်သွားအဲ့ဒါကြောင်းပြန်ရောက်ကြနောက်ကြကြောင်းပြန်ရောက်ပြီးတော့ဆရာတော်ကြီးကအဲ့ဒီရဟန်းငယ်လေးရှိတဲ့ကြောင်းသွားပြီးတော့ငါရှင်သာသနာတော်မှာ600တရားရပါလားလို့မေးတာတရားအထုတာသောတပတ္တိမဉ္ဇဉ်ဖူညာတက္ကတကမိမဉ္ဇဉ်ဖူညာအနာဂမိမဉ္ဇဉ်ဖူညာအရဟတမဉ္ဇဉ်ဖူညာရပါလားလို့မေးတာဒါယဟန်ချင်းချင်းမေးတဲ့စကားပေါ့သာသနာမှာ600တရားရပါလားရပြီဗျာတဲ့တပည့်တော်သောတာပန်ဖြစ်ပြီတဲ့မမရှင်ဗျာတဲ့အဲ့ဒါဆိုလေအရှင်ဘုရားဆက်ပြီးတော့တရားအာမထုတ်ပါနဲ့တော့မကျင့်ပါနဲ့တော့တဲ့နောက်ထပ်သာသနာကိုဓာတ်ထက်တိုးပြီး600တရားရဖို့မမြင်ဘူးတဲ့ဆရာတော်ကြီးကပြန်သွားမန်ဆရာတော်ကြီးကယဟန္တာအရှင်မြတ်ကြီးယဟန္တာဆိုတော့ဘယ်သူမှထုတ်ပြောထုံးစံမရှိဘူးလေယဟန္တာလည်းယဟန္တာပဲဒါပေမဲ့လေနာထနေတာအစာယောဂဖြစ်တာပေါ့ဒီခေတ်လို့လေနာယောဂထအာယုံမတက်ခင်တော့မဖုံးဘူးလေအာယုံတက်လို့ရတာနဲ့ယောဂငြိမ်းအောင်မလုပ်ရတာတောက်ချပြလိုက်တယ်တောက်ချပြလိုက်တာလမ်းဘေးမှာတောက်ချပြတစ်တုံးပေါ်ထိုင်ပြီးတင်မလင်းခွေပြန်တော့သင်္ကန်းနဲ့ပေပွားကုန်လို့ရှိရင်ဒုပ္ပရိဘောကအဘကသင်မြန်ရောအဲ့တော့ဆောင်းကြောင်ထိုင်ရတာဒါယဟန်နေမှာယဟန်ကြောင်သိတာဟုတ်အဲ့ဒါပြောပြီးပြန်ကြွသွားတော့မှယဟန်ငယ်လေးကသူတော်ကောင်းစိတ်သက်ရှိတော့ဩဟေးကြည်စမ်းငါအကြောင်းမရှိဘဲနဲ့တော့ဒီဆရာတော်ကြီးကပြောမှာမနေ့ကငါပြောလိုက်တဲ့ဆရာတော်ကြီးပဲဒါဆိုဒီဆရာတော်ကြီးယဟန်နာပဲငါကိုတဏှာဆောင်ရှောက်ချီးမြှောက်လို့တဲ့အတွက်ငါယဟန်နာကိုပြစ်မှားလိုက်တာငါယဟန်နာပဲလို့မပြောယုံတမယ်ပဲငါကိုလာဆောင်ရှောက်တာပါလားလို့သိသွားတော့မှသွားကြော့တောင်းမှန်အဲ့ဒီလိုသွားကြော့တောင်းမှန်တာမလုပ်ရင်သောတာပန်အထက်တက်ရိုးထုံးစံမရှိတော့ဘူးအဲ့ဒါသွားကြော့လိုက်တော့မှအဲ့ဒါဟိုအရှင်မြတ်ကြီးကလည်းခွင်းလွတ်လိုက်တယ်အဲ့ဒီမှာတင်နောက်ဆက်အားထုတ်တော့တရားထုတွေရတော့ယဟန္တာတွေဖြစ်သွားတာအဲ့ဒါမို့ဘုရားရှိခိုးထဲမှာတရားထုရဖို့တဲ့သောတာပန်ဖြစ်ပြီးသားတော့အထက်မတိုးပါဘူးဆိုတော့ကွယ်ပုထုဇဉ်ဖြစ်တာတဲ့သူပြမထားတာလေးပါလေနည်းနည်းပါရှိတယ်မို့လားအဲ့ဒါနောက်တစ်ခါဘုရားရှိခိုးရင်အဲ့ဒါလေးထည့်နော်ပြမမိသူပုဂ္ဂိုလ်အများတို့အားလို့သေချာထည့်ဘသူရဲ့ဘာရဲ့ခေါင်းနဲ့ထည့်မနေနဲ့ထည့်လို့လည်းကုန်မှာမဟုတ်တာဟိုးငယ်ကလေးအမေအဖေဦးလေးအတော်အစပြီးပြမခဲ့တာတွေပြောမနေနဲ့တော့အဲ့တော့ဒါလေးကိုဘုရားရှိခိုးလေးတော့ဒါလေးနဲ့ရှိခိုးကြတာပါအသစ်ထွင်တာမဟုတ်ဘူးလေနောက်ကြည့်ခုနယဟန္တာအရှင်မြတ်ကြီးကိုင်အာယုံမတက်ခင်တော့မဖုံးဘူးလေဒါပေမဲ့အာယုံတက်တဲ့ခါကျတော့အိန္ဒြေမဲ့တာမဟုတ်ဘာလို့ဖြေရတာဒီမှာကတော့မိတို့တရားစခန်းအလုပ်အားထုတ်တဲ့ပုဂ္ဂိုလ်တွေ7ပါးသီလနိုင်ရင်7ပါးစောက်7ပါးမနိုင်ဘူးဆိုရင်5ပါးစောက်5ပါးမနိုင်ဘူးဆိုရင်ဘယ်နဲ့4ပါးလျှော့အောင်5ပါးတော့မလျှော့နိုင်တော့အမလေး5ပါးမနိုင်အောင်ဘာများဖြစ်နေကြတော့ပြောသမောဟိုကတော့အစာအိမ်နဲ့ယောဂနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆေးနဲ့ဆေးပြင်းနဲ့တောက်ရလို့ပါလူအမျိုးမျိုးကိုစားပါဝေယံဝဆလုပ်တဲ့လူတွေပြောရတယ်ဒီမှာအဓိကထားပြောချင်တာကဒီမှာတရားစခန်းလို့ပြောပေမဲ့သူများမြင်တွေ့ရင်ရည်စရာကြီးဖြစ်မှာဒီကတရားစခန်းကကိုယ်အိမ်မှာလို့နေပါဘယ်လိုနေရမလဲကိုယ်အိမ်မှာလို့နေပါကိုယ်အိမ်မှာထားတဲ့အချိန်ထားပါကိုယ်အိမ်မှာအိတ်တဲ့အချိန်အိပ်ပါတမျိုးတမီပြောင်းပြီးတော့စိတ်ကတိကောင်းမဖြစ်ပါနဲ့စိတ်ကတိကောင်းမဖြစ်ပါနဲ့ဟင်းအရှင်ဘုရားတရားစခန်းနဲ့အိမ်နဲ့တူးနေတော့ဘယ်လိုလုပ်မတုံးဆိုတော့တူးနေတော့ဘယ်လိုလုပ်မလို့မေးတဲ့လူကိုကမတူတော့ဘယ်လိုလုပ်မတုံးမေးလိုက်ချင်တာတရားစခန်းကျတော့မနေ့3နာရီ4နာရီထ1နာရီထိုင်2နာရီထိုင်3နာရီထိုင်အိမ်ငိုင်းတနာရီထိုင်ပြီးတော့အိမ်ငိုက်နေတာရတနာရီလဲအိမ်နေတာရဘယ်ဟာကောင်းအေးကောင်းတယ်ကြိုက်ပြီးတို့နဲ့တော့ကြိုက်ပြီးဒီယောဂီတွေနဲ့တော့တရားအလုပ်အားထုတ်တယ်ဆိုတာလေးကိုနည်းနည်းပြောပြပါမယ်အဲ့ဒီပြောပြဖို့ရအတွက်
ဝတ္ထုကြောင့်လေးနည်းနည်းပြောပါမယ်ဒီသုလကာလဝတ္ထုကြောင့်မဟာကာလဆိုတဲ့ဝတ္ထုကြောင့်လည်းရှိပါတယ်သုလကာလဆိုတဲ့ဝတ္ထုကြောင့်လည်းရှိပါတယ်မင်းညကမန္တလေးစัจ जा တိဟမှာတကြတိဟမှာဒီတရားပဲဟောခဲ့ပါတယ်သူတို့ကြောင့်ဆိုပြီးတော့ဝတ္ထုကြောင့်ပြောပြရင်မဟာကာလဥပဒကသုလကာလဥပဒကဒါကတော့အငယ်ပေါ့လေသုလဆိုတော့ကာလဆိုတာအသားမဲတာဥပဒကကဘုရားတရားတန်ခါကိုကြီးညိုတာအိန္ဒိယကအမျိုးသားအိန္ဒိယဖြစ်ပါလျက်နဲ့အသားမဲတယ်ပြောတော့သူများထက်ပိုမဲလို့နေမှာပေါ့ဘုရားတရားတန်ခါကိုကြီးညိုတယ်ဘုရားတရားတန်ခါကိုကြီးညိုတဲ့အလျောက်ဘုရားကြောင့်ကံသွားတယ်ဥပုပ်နဲ့ဥပုပ်ဆောင်နေဘုရားရှင်ကိုရမြတ်ကြီးအနည်းဆက်ချင်းကတ်တဲ့တရားနာတယ်တန်ခါတော်တွေကိုကြီးညိုတယ်ဘုရားရှင်ကိုရမြတ်ကြီးကဥပုပ်နေ့တွေဆိုရင်တရားဟောလိုက်တာနေရောညရောညဆိုညလုံးမောက်ဟောတာညလုံးမောက်ဟောပြီးနာနေမိုးတော့အလင်းရောက်ခံနေအာယုံမတက်တက်မှာ၄နာရီ၅နာရီလောက်မှာအဲ့ဒီအမျိုးကောင်းသားကတရားဝဲပြီးလို့ပြန်ဖြစ်ချင်တော့အဲ့ဒီညမှာအဲ့တာဝတိပြည်တဲ့ကတထေးအိမ်မှာတခိုးဓမြတွေအဖွဲလိုက်အိမ်ဖောက်ကြဟိုတုန်းကတော့ဓမြတိုက်တာမဟုတ်ဖောက်ကြတာများဟိုအုတ်နံရံတွေကမြေကြီးတွေများတာကိုအဲ့ဒါဖောက်ပြီးတော့လိုင်တူးပြီးကျမ်းပြင်ကိုဖောက်ယူတာတို့နံရံကြီးတွေဖောက်ယူတာတို့အဲ့ဒါယူကြတာလေအဲ့ဒါသိလဲသိရောမောင်းနေပါလေထုတ်ပြီးတစ်မျိုးလုံးတစ်ရွာလုံးတစ်ရက်လုံးလိုက်ကြတာထွက်ပြေးကုန်အထုပ်တွေတော့ပါသွားတယ်ရွှေတို့ငွေတို့ပစ္စည်းတို့တွေပါသွားပြီးတော့ထွက်ပြေးသူတို့ကအဲ့ဒီကလိုက်လို့ထွက်ပြေးနေတဲ့အချိန်သုဏကာလလို့ခေါ်တဲ့အမျိုးကောင်းသားကတရားနာပြီးတော့အပြန်ရှေးခေတ်ကရေကန်ကြီးတွေကကြည်လင်နေတယ်နဲ့တူပါတယ်အဲ့ဒီမှာမျက်နှာဆင်သစ်နေတာလမ်းသူကရှေ့မျက်နှာသစ်နေတော့ရှိသေးတယ်နောက်ကပြေးတဲ့တခိုးတယောက်ကနောက်ကလိုက်တဲ့လူတွေနဲ့လွတ်အောင်ဆိုပြီးတော့ခိုးတယ်ခေါ်မှာပေါ့လေရတနာဒုတ်ကိုအဲ့ဒီရေကန်ဘေးအဲ့ဒီလူနောက်သွားချတယ်သူကထွက်ပြေးသွားတော့မှလိုက်တဲ့လူကလိုက်ဆိုတော့လူလိုချင်လို့လိုက်တယ်မှမဟုတ်အထုပ်လိုချင်တာကိုအထုပ်လည်းတွေးရောအထုပ်နောက်ဝိုင်းပြီးတော့ဟိုကမျက်နှာအသင့်နေတဲ့လူစားထဲမှာပြည့်စုံရေးမထားပေမဲ့လို့ပုံပေါ်အောင်ပြောရင်တော့ဟေးလာကြဟေးဒီမှာတွေးဖေးပါညာနဲ့ဝိုင်းအောင်မှာဘိုးကလှည့်ကြည့်လိုက်တော့အေးစီတခိုးကဘာလုပ်သွားပြီလဲထွက်ပြေးသွားပြီဒီကခိုးတဲ့လူလားမခိုးတဲ့လူဟာလာဝိုင်းညာဟေးပါညာရိုက်မယ်လို့တော့ဘာတော့ခမအောင်မတခိုးကများဘာတော့ခမမဟုတ်ဘူးကျွန်တော်တရားဝဲရတယ်အေးအဲ့ဒါလိုပဲဗောမင်းတို့လိုပဲဟုတ်တယ်ညကတညာလုံးအိမ်ဖောက်ခိုးပြီးတော့ဒီမဲ့အထုပ်ကြီးတွေးရတာနဲ့မင်းကတခိုးကကွာတရားဝဲရပြန်တယ်လို့ဥပုပ်တယ်လို့ဟန်ဆောင်နေလိုက်တာကြည့်သူကတကယ်တခိုးလားတခိုးဆိုတော့ဝိုင်းရိုက်မယ်ပုံမယ်ဆိုလဲကြောက်လားမကြောက်ဘူးသူကခိုးမှမခိုးပဲကိုတခိုးအစ်စ်နဲ့တခိုးနဲ့ဘယ်သူကပြေးတခိုးအစ်စ်နဲ့တခိုးမဟုတ်တဲ့သူနဲ့ဘယ်သူကပြေးတခိုးဆိုရင်မလုပ်မှလဲဟောမကိုကတခိုးဖြစ်ဘူးတဲ့ကြောက်အဲ့ဒီမှာဝိုင်းရိုက်တာပုတ်တာဥပဒကယရဏသုံးပါးကိုတကယ်ကြည်ညိုတဲ့ပုဂ္ဂိုလ်ရိုက်ပုတ်ထောင်းထုနေတဲ့အချိန်ဒီပုံပြင်ဒီဝတ္ထုကြောင့်ပုံပြင်ဆိုတော့ဟိုလိုပုံပြင်မဟုတ်ဘူးနော်ဘုရားလက်ထက်ကကြုံရတယ်ဒီဝတ္ထုကြောင့်ကဘာလို့ဒီလောက်ထိပြောပေးနေရတာလဲဒီလောက်လူကြီးတွေကိုဒီဝတ္ထုကြောင့်ဘာလို့ပြောပေးရဆိုပြီးမေးမှာမို့လို့နော်မေးမှာမို့လို့အဲ့ဒီမှာစံကတော့ကုံမဓာတိရောလို့ပြောတယ်အများပါဒါပေမဲ့မြန်မာပြန်ထဲမှာတော့တအူးတည်းပြန်ထားတယ်အိုးရင်းတယ်မာလီလို့ပြောတယ်အိုးဖုတ်အိုးလုတ်တဲ့သူပေါ့တို့ကတော့ကုံမဓာတိရောကိုနောက်ကဓာတိကျွန်းလို့တွေ့တယ်ရှေ့ကကုံမအိုးတွေ့တော့သူများအိမ်မှာအမှုလုပ်တွေရေရှားလို့မနဲ့စောစောရေထခတ်တယ်နဲ့တူပါတယ်လင်းကရောက်တော့အဖွဲနဲ့တူပါတယ်ထောက်ဆကြည့်တွေ့ဟာအမောင်တို့ဘာလို့ရိုက်တာတော့ဟာဒီမှာတခုပြီးတော့ဟာမလုံးနဲ့ဒီအမောင်သိတယ်ဒီဦးသိတယ်ဒီအကိုသိတယ်ပေါ့ဒီအကိုကိုသိပါတယ်အမလီ तू ကသူတော်ကောင်းဥပဒကရိုက်တော့ရိုက်ခံလိုက်ရပြီလေ तू ကသူတော်ကောင်းဥပဒကမလုပ်ပါနဲ့အကုန်လုံးဝိုင်းတောင်းမှညောတာမှဟိုကအေးအဲ့လိုဆိုလဲပြီးရောနင်တို့သေးကြလားသေးကြတယ်ကဲအဲ့လိုဆိုလဲပြီးရောဆိုထားခဲ့ပြီးဘာယူသွားအထုတ်ယူသွားအဲ့ဒီသတင်းကအကုန်လုံးပြန့်နှံ့ကုန်
နောက်ဆုံးဒီသူတော်ကောင်းကိုယ်တိုင်ကြောင်းရောက်ပြီးတော့တန်ဃာတော်တွေကိုရှောက်ပြတန်ဃာတော်တွေကဘုရားရှောက်တော့ဒီသုဏကာဏကဘုရားရှင်ရှိရောက်တော့အရှင်ဘုရားတဲ့တပည့်တော်ဘုရားဥပုသ်ဆောင်ကနေပြန်တာတရားစခန်းပြန်တာမဟုတ်ဘူးနော်ဥပုသ်ဆောင်ကပြန်တာနော်တရားစခန်းကပြန်တာမဟုတ်ပါဘူးဥပုသ်ဆောင်ကနေပြန်တာဘုရားတဲ့လမ်းမှာလူမပြီးတော့တပည့်တော်ကိုအဲ့လိုမျိုးရိုက်ခံရတယ်ဘုရားတဲ့ကံကောင်းလို့တဲ့ဟောဒီကလေးမလေးတွေကယ်လို့ဘုရားတပည့်တော်ဟောဒီကလေးမလေးတွေကယ်လို့အသက်ရှင်တာတဲ့ကဲဘသူကယ်လို့အသက်ရှင်တာကလေးမလေးတွေဟိုမှာတယောက်လို့ပြောတာပါတို့ကအများလို့ပြောလိုက်ချင်တာကလေးမလေးတယောက်ပြောယုံနေတော့ဒီမင်းချင်းတွေကလွတ်ချင်မှလွတ်မှာလေအများနဲ့ဝိုင်းပြီးသက်သေခံလို့နဲ့တူပါလေကလေးမလေးတွေကယ်လို့သူတို့ပေးတဲ့အသက်ပဲရှိတယ်ဗျာတဲ့တပည့်တော်အမလေးအဲ့လိုပြောတော့ဘုန်းတော်ကြီးမြတ်စွာဘုရားကိုရှောက်တန်ဃာတော်တွေကလည်းရှောက်ဒီအမျိုးကောင်းသားလေးကလည်းရှောက်တော့မှဒီတရားဟောပေးတာဒီတရားလည်းခေါ်လိုက်ရောအဲ့ဒီမှာသုဏကာလအဲ့ဒီအမျိုးကောင်းသားသောတာပန်ဖြစ်သွားတယ်တရားထိုင်လို့လားတရားနာလို့လားအဲ့ဒါပဲတရားထိုင်လို့လားတရားနာလို့လားတရားနာလို့သောတာပန်ဖြစ်သွားတာဟောတဲ့တရားလေးပြောပြမယ်ဘယ်လောက်ထိပြောပြမလဲဆိုဒီတကားထားတဲ့နဲ့50ဘွဲဟောပေးမယ်အတ္တနာဟိကတံပါပံအတ္တနာတံကိလေတတိအတ္တနာအကတံပါပံအတ္တနာဝဝိတုဇတိသုတ်ဒီအသုတ်ဒီပိစ္ဆတံနေညောအညာဝိသောတယေဖျက်ခြင်းကိုတော့မြတ်ကြီးကဒါလေးခေါ်လိုက်တယ်မြန်မာလူရှင်းရှင်းလေးပြောမယ်အရင်တစ်ပတ်ကတော့စာရွက်လေးဟိုဝေပါတယ်ဒီတစ်ပတ်လည်းမြင်တော့အဲ့ဒါစူးစမ်းပြီးဘာသာပြန်ကွန်ပျူတာကလေးတွေဦးစင်းတွေစီခိုင်းပြီးတော့ဝေပါမယ်ပါဠိတော်မြန်မာပြန်အထာဂရဖွင့်ပုံလေးမြန်မာလိုကြီးပဲရေးပြီဖျက်ခြင်းကိုတော့မြတ်ကြီးကဒါလေးခေါ်လိုက်တာအဲ့ဒီအမျိုးကောင်းသားတရားရသွားတယ်သောတာပန်ဖြစ်သွားဒါလေးဆိုတာကစကလုံးပြောတာမြန်မာလူကဘာပြောတော့ဆိုတော့အတ္တနာဝအတ္တနာဟိကတံပါပံအတ္တနာတံကိလေတတိတကယ်လို့များကိုကမကောင်းမှုကိုလုပ်ခဲ့မယ်ဆိုရင်တဲ့ကိုပဲပင်မဆင်းရဲပြီးကိုဒုက္ခရောက်တာကိုအဆင်မပြေတာတဲ့ဒါရှင်းတယ်နော်ပြန်ပြောပါမယ်ကိုကမကောင်းတာလုပ်ခဲ့ရင်ကတံပါပံမကောင်းတာလုပ်ခဲ့ရင်ကိုပဲပင်မဆင်းရဲပြီးကိုပဲအဆင်မပြေဒုက္ခရောက်တာနောက်တစ်ကြောင်းကဘာပြောတယ်လဲဆိုတော့အတ္တနာအကတံပါပံအတ္တနာဝဝိတုဇတိကိုကမကောင်းတာများမလုပ်ခဲ့ဘူးဆိုရင်အဲ့ဒီမကောင်းတာမလုပ်ခဲ့တဲ့ကိုပဲအပြစ်ကင်းစိတ်ချမ်းသာပြီးတော့အဆင်ပြေတာသုတ်ဒီအသုတ်ဒီပစ္စတံစင်ကြယ်တယ်မစင်ကြယ်ဘူးအဆင်ပြေတယ်မစင်ပြေမပြေဘူးဆိုတာကိုယ့်ဘော်ပဲမူတည်တာပါတဲ့ပစ္စတံကအဓိပ္ပာယ်နှမျိုးရတယ်ပฏิအတ္တံဆိုရင်ကိုယ့်ဘော်ပဲမူတည်တာလို့ရပစ္စတံကိုပဲပစ္စတံလို့ပြောလို့ရှိရင်အဆင်ပြေတာနဲ့မပြေတာနဲ့ကတော့တခြားစီပဲလို့ပြောဒါပေမဲ့ပစ္စတံကိုကိုယ့်ဘော်ပဲမူတည်တာလို့သုံးလိုက်ခြင်းပါလေအဆင်ပြေတာမပြေတာစင်ကြယ်တာမစင်ကြယ်တာဒီဘုရုဘော်မူတည်တာကိုယ့်ဘော်ပဲမူတည်တာအရေးကြီးတယ်နော်အဆင်ပြေတာမပြေတာဘုရုဘော်မူတည်တာကိုယ့်ဘော်ပဲမူတည်တာကိုယ့်ဘော်ပဲမူတည်တာအဲ့ဒါလက်ခံလားလက်မခံလည်းဘုရားဟောလိနေညောအညာဝိသောတရေတခြားတစ်ယောက်ကတခြားတစ်ယောက်ကိုအဆင်ပြေအောင်လုပ်ပေးလို့မရဘူးတခြားတစ်ယောက်ကတခြားတစ်ယောက်ကိုအဆင်ပြေအောင်လုပ်ပေးလို့မရဘူးဆိုပြောင်းပြန်လိုက်တခြားတစ်ယောက်ကတခြားတစ်ယောက်ကိုအဆင်မပြေအောင်လေလုပ်လို့မရဘူးရှင်းလားမသိဘူးအဲ့ဒါသောတာပန်ဖြစ်တယ်အဲ့ဒါတကယ်ယုံသွားရင်သောတာပန်ဖြစ်တယ်ယုံနာဓမ္မသင်္ခါရတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာတွေနဲ့ဘလို့ထိုးထွင်းပြီးသိပါတယ်အဲ့လိုမဟုတ်ပါလေအဲ့ဒါလို့ဟုတ်အောင်ပြောရင်လည်းပြောပြလို့တော့ရပါတယ်ဒါပေမဲ့တရားနာရင်နဲ့ဒီအသိကိုယုံသွားတာဒီအသိကိုဘာဖြစ်သွားလဲသောတာပန်ဖြစ်တယ်ဆိုတာတရားတရားကြောင့်သောတာပန်ဖြစ်ရင်တတ္ထာနုသာရိပညာအသိဉာဏ်ကြောင့်သောတာပန်ဖြစ်ရင်ဓမ္မနုသာရိပညာအသိဉာဏ်ကြောင့်ဆိုတာယုံ nant ဓမ္မသင်္ခါရတွေကိုဘလို့မြင်တယ်ဘလို့မြင်တယ်လို့
Anisa do Doka do Anata do Pila do Kanda do Elo Miene Sura Mudi Mu a Mune Miendualo Nyane Miendualo Dama Moy the Randayane le Bafidane Tota Vampire I could di a Mugondago Disa be Todo Api the Randayane le Pinane Nyanele Pinane Lola Bio and Kamataka da Mandati Nyani Biora Panyan Biorale Edima Breda Diga Amuso. Hogalitian Sakani Jaro. Oh, Donan so in Donan Jibe, Lidan so in Lidan Jibe, Donan Lidan so Donan Lidan Jibe. Naran Chadan Konadan Shidan Kodan said, and two Dana Dula Sedan so in Sedan you better talk. To do a tweet a chung, but one chin, you had to lead each other go hora do it. Oh, meet you, man. A good day as a kind of when they do the Adina never then, Donan Lidan Nila Sedan Nila. Don't lead me. Did a hold up, don't lead any the party. I don't PV Namele in Piame, a Yeji Lono. A Yeji Lono, Piam Piome, Tota Van Piediano. Sampia Vito Tota Van Movia, Johanna go pitching as a yari. Did Johanna pitching a Rubala? Bala. Oh, don't need about with not, but we dabba. Say, near e. Palo say Nidala, Mabalo say Nidala. O Kuma Mabalo. Gay, Yambiova me. Adana he gadam baba. Go baba look horrid, Magamu, go look at me, so ye. Adana than killing the go bevale, a same bima. Dali. Again, do me a go. Pampan look for the Agudo, Maloke so go by Male. A simple madali. A Tagarasia Mia Giga, Piashing Goromia G, Horde Diago, Duca, Luri Nalelu on top bit like she did. Though the other the bizarre than Nino Indian with Dodi. A simple Mabira the Chazi way, a simple go never sign it, a simple birale, go never sign it. The chat de yoga, the chat de yogo, a simple on a lolo. Mayabu a simabi on a lulu, Mayabu reda. Kebian me, Kuna would do mammy the mula. Sula gala, and the machine shena. Padukelo. Huh? Padukelo le. Okay. Edabe, Kuma Donana, Lidana, Nadana, Chowdana Quib. Kedu de la. Padukelo. Huh? Atagara Siamia, Belu Puentale, so Goma, Dadi, your Nedaya, Siwa Adano Gamensa. Hodi ordering the lady, Hodi Yekade Galima lady go, Ami Pulo leve to Madira. Do ye go by Ganyole? Do Madira. Tanibio in do Puenaidaga. Hodi ye Kajade Galima lady, Olojade Galima lady. Eddie Galima lady go, Ami Bubidole do Madira. Do Agudo, Malokelo gole? Do Madira lo Tangransia Yapuen. Da Lurigo, Luria said the Tania Pinidarego, China on Nidable. The Gabalido Yaro Shinidabe, Neno, Inyan, without the ye, Enyo the child of Bogodi, Inyan the child of Bogogo, now without the ye, as him beyond Lolo Mayavali. Oh, near Tayara, Sembila. Paduka? Oh, Dima Yoda, a carnival, Sembila. Pila. Paduka? Padu Jambulo Ya. Amasaimu, Masaimu. And I got Luja go on Pure Zaga, a Sembion. Pure Zaga, Sau, Elun Halesina. Palido Yatayadi, Tagrasia Mavuno. Daviman Ludiga, Piashin Kuromia Jin, Loma. Lema Kanai D, Piashin Goromedu, Piemaro Bo. Palubiema, Dikalima lady, the Michelle Tira Chabibo, Be, Tukan, shall be only. Oh, Payabia, Dayabia, Danga, Bima, Gondokayoma. I don't know what Tagrasia Madia, but it heavy there. Dikalima lady go, Ami Pew Bidole. Mati Buru heavy layara. Hola. Could the can lay out Jada? Tell her Amna.
မအေးရဲပါဘူးသူတို့အဆင်ပြေလားဒီမှာဟေးဘသူကြောင့်ဘာလဲတော့ဆရာတော်မလုံးနဲ့ဆရာတော်မလုံးနဲ့အဲ့ဒါကလူလက်ခံအောင်နားလေအောင်ပြောတာဆရာတော်ကြောင့်လို့လူနားလေအောင်လက်ခံအောင်ပြောတာတကယ်တမ်းကျတော့ကိုကြောင့်ပဲအခုအမျိုးသား9ယောက်မလားအမျိုးသမီး9ယောက်မလားဟုတ်တယ်မလားသူဒီလိုအိတ်ဖို့ကံမပါဘူးဆရာတော်ရှိနေတာပဲကဲဟုတ်လားတကယ်အဲ့ဒါလေးကိုသဘောပေါက်စမ်းပါခက်တာကနော်လောကမှာအဆင်ပြေတာလည်းရှိတယ်မပြေတာလည်းရှိတယ်ပြေတာနဲ့မပြေတာနဲ့ဘယ်ဟာများမပြေတာများဘယ်သူကြောင့်မဲခုမှကိုယ့်ကြောင့်အရင်တော့ကသူတို့ကြောင့်ပြောတာဒါကြောင့်မို့တရားနာမည်ကိုဘယ်လိုပေးတာလဲသူတို့ကြောင့်လို့ပေးတာသူတို့ကြောင့်အပိုင်း1ဒီမင်းတို့နေညောအဉ္ဉဏ်ဝိသောတည်းပါဠိလိုမသိရင်မြန်မာလိုတယောက်ကတခြားတယောက်ကိုကောင်းအောင်လေလှုပ်လို့မရဘူးဆိုးအောင်လေကောင်းအောင်ဆိုးအောင်ဆိုတာတဲ့ဟေးအစင်မပြေအောင်လဲလှုပ်မရဘူးအစင်ပြေအောင်လဲလှုပ်မရအဲ့ဒါလေးလက်ခံနိုင်ပြီးပြီဒီလိုတွေပြန်ချင်းပြန်လို့ရတယ်တကယ်လက်ခံတာဟမ်ဟောလမ်းလျှောက်သွားရင်းနဲ့နောက်ကနေလူတယောက်ကခေါင်းရိုက်တယ်ခေါင်းကွဲသွားပြီဘယ်သူကြောင့်ကွဲမဲခုမှကိုကြောင့်လိုက်ဖန်သားအကောင်ကြည်စမ်းဘယ်ရောက်သွားလဲဟေးလိုက်ခေနဲ့လိုက်တာလိုက်ခေနဲ့လိုက်တာအမလေးကိုခေါင်းရိုက်တဲ့လူကြတော့မမိမိအောင်ဖာရုပ်ရောက်ဂိုက်ရောက်နေအိုးရှုပ်လိုက်ကြတာလမ်းလျှောက်သွားခေါင်းကွဲတာပဲကြည်နောက်ကနေရိုက်လို့လည်းခေါင်းကွဲတာပဲအုံသီးပြုတ်ကြလို့လည်းခေါင်းကွဲတာပဲကဲအုံသီးပြုတ်ကြတာဘယ်သူကကိုကံနောက်ကခေါင်းလူအားရိုက်တော့အဲ့ဒီအသိဉာဏ်ရဖို့အရေးကြီးတာတရားမထိုင်နေမဟုတ်ဘူးထိုင်မှာဒီအသိဉာဏ်ရလို့သောတာပန်ဆက်ဖြစ်သွားတာအဲ့ဒီအသိဉာဏ်မျိုးလေးကိုကိုယ်တဏ္ဍာမှာပိုင်အောင်လေးသိစမ်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်မတူဘူးတချို့ကတရားထိုင်ရမှကြည်နဲ့တဲ့ထိုင်တာတော့မှတချို့ကထိုင်တာဘလို့ထိုင်ရမှတချို့ကရက်တာဘလို့ရက်ရမှတချို့ကသွားတာဘလို့သွားရမှလျောင်းတာဘလို့လျောင်းရမှတချို့ကတရားထိုင်ရင်ကိုပဲတချို့က7မိနစ်15မိနစ်ပဲထိုင်တာတချို့ကတနာရီထိုင်ရမှတချို့က3နာရီကိုထိုင်ရမှတနာရီ2နာရီ3နာရီထိုင်တဲ့ထဲမှာတော့တချို့ကလှုပ်ပြီးတော့ထိုင်ရမှတချို့ကမလှုပ်ဖဲကိုထိုင်ရမှကြိုက်တယ်လို့ကိုဟာနဲ့ကိုပဲဘယ်ဟာမှားတယ်မှန်းလည်းမပြောဘူးဒါပေမဲ့တယောက်နဲ့တယောက်ဘလို့ပဲပြောင်းဇရိုက်တွေအမူအရာတွေအကျင့်တွေစိတ်ဓာတ်တွေတူမတူတရားဆိုတာစိတ်ဓာတ်ကောင်းလာအောင်တရားဆိုတာစိတ်ဓာတ်ကောင်းလာအောင်အခြေခံစပြီးတော့အမှန်တိုင်းသိပြီးတော့အမှန်တိုင်းလက်ခံအောင်မယ်တရားဆိုတာဓမ္မောတဘာဝေပရိယတိပညာသစ္စာပဂတိတုပုံကြီးအများကြီးရှိတဲ့ထဲမှာတရားဆိုတာကိုဒီနေရာမှာအမှန်တရားလို့ကောက်လိုက်ပါအမှန်တရားလို့ကောက်လိုက်ပြီးအမှန်တရားကဘာလဲအကုသိုလ်ကလည်းအမှန်တရားကုသိုလ်ကလည်းအမှန်တရားဘလို့မှန်တာလဲအကုသိုလ်ကလည်းမကောင်းချိုးပေးမှာပဲကုသိုလ်ကလည်းကောင်းချိုးပေးမှာပဲဒီအမှန်တရားကိုလက်ခံဖို့အရေးကြီးတာအမှန်တရားကိုလက်ခံသွားရင်တရားရှိသွားတာတရားရသွားတာခေါ်တယ်သဘောပေါက်လားမသိအော်မေးကြည့်ဦးမယ်ဒီလိုမျိုးအေးဆေးကြောင်းနေကန်နေဒီလိုနှစ်ညအိတ်3ရက်တရားစခန်းလာဘူးလားလာဘူးပါဗျာဟမ်ဒီမှာနဲ့အိမ်မှာနဲ့ဘယ်ဟာအလုပ်ရှုပ်ကဲဒီမှာနဲ့အိမ်မှာနဲ့ဘယ်မှာအလုပ်ရှုပ်ဘယ်သူတွေကြောင့်ရှုပ်ရတာမိသားစုကြောင့်လည်းဒီလောက်ခေါ်နေရတဲ့ကိုမိသားစုကပါသေးတယ်အမလေးဒီလောက်ခေါ်နေတော်ပြီတော်တော်ခေါ်ယူအောင်ပါဒီလိုလုပ်ပါနဲ့2ညအိတ်3ရက်မလုပ်ဖ ೇನೆ 10ညအိတ်လောက်လုပ်လိုက်ပါလားမကောင်းနဲ့ဖျားတယ်မိသားဒီလောက်ခေါ်နေတာကိုဘာလေးကပါလာသေးတာမိသားစုကြောင့်အဲ့သူတို့ကြောင့်ဆိုတာပြောတာဒါလေးနားလဲပါတယ်နော်အသိဉာဏ်မရှိတဲ့သူကလာလက်မခံခုလူတွေ80တရားရှိတာ100ကျော်ရှိတာပဲအသိဉာဏ်ရှိတဲ့သူကလက်ခံတယ်အသိဉာဏ်မရှိတဲ့သူကလက်မခံဘူးဖះဟောတာအမှန်တရားတကယ်လဲကိုစဉ်းစားကြည့်တော့လေအမှန်တရားဒီလူတွေလက်မခံတဲ့သူဆိုတရားမရနိုင်ဒါကိုလက်ခံရင်တရားရမယ်ကဲဒီလူတွေလက်မခံဘူးနဲ့လက်ခံတာ
Nane Lakanala, Saint Lakanala. The Geno? Oh, Eloso in Tayara Namushi de, Nane de Yayara, Saint de Yayara, and you know what the Ludipana Yagera? Oh, Nane Yara, oh, Turu singer Elogo, Nane de Yayagera. Can you have it? Saint de Yayadoavi. The two of you, Nanya, 8 though, in a minute, the Yasakan, Badi Yasakan on the Mira. Pure Sama, Badi Yasakan, so the Hadayasakan Lobo. Aku Adinian Yamadog the Yadona. Nanela, Sainela. Oh, Saint de Yavia Nole, Saint Adidia Amandiago, Lecano, Saint de Yavia Nole, Kanayara ye, Jaja Yara ye, Guare. Hola. Diluria Kanayamana, Jaja Yamana. Jaja Yama. Apian Yoloshi, Marie Badudi John, sing it. Quagone sing it at la telephone la Lola. Eddie Jadamaho, cannot leave it, the Yaya Dua, cannot leave him Piaudayo. Yedama hold the little angel Hodoli. A good illudia say Tema, Kanayamana, Jajayamana. Jajayada Dogma, Jajayada Dogma, Apia Domalama, Bida Villa. A Bia Dora Yahanda, Duro Yahana, Chich in the body. A Bia Janada, Mabida Villa. Adana he gadam bambang, Adana one with the Adana, Dankile the D. Did each other sensaji. The Gelumianku, Macona, look him as we. Magona low name is hui. Magona low ome is hui. Yam Yovami. Magona low came is hui. Magona low name is hui. Magona low ome is hui. Go with Sinyama, go with Dukayama. Dami Magona low Kelaye, low Nidaye, low Omaye, Behasu. Huh? Lulem of Chineno, dear me, Lulem of Chineno. Low Keraye, low Nidaye, low Omaye, Behasode. Huh? Behasode? Time, Tudu Biome. Payashin Kuromyaji Macona, Maloke Bula, Loke Bula. Yahanayo. Pesiga Buddha, Turo Gonidio, look he Buddha, Time good look he Buddha, John or same minute. Makuma hold the donguzo. Teacher Silano, Yiji no. Dear Baba Soda Lelu Miramu, di Dongu Maji, Hola. Teacher Yane Senza Giro. Ludai. Look he Buddha. Loke Buddha, a pido, Matamachino. Loke Buddha, a mea putus and our Loke Buddha. Tayamana Yaginga, Loke Buddha, Taya Adi Michiginga, Loke Buddha, Data Payasin Kuromia, Loke Buddha. Payaso Gara Mobuno. Hola. La Uchi, the Payat Langro, at the hold. Go let the Yadudo Yajanabo. And look, Yamara Mobusogara Muno. Get diludi guy. Ngay don't want a ma, he comas abu de lubala. Huh? He goes at a biela guy. Hotomula. A bielu, pure ono, agudolo, pure ono, Diana Madiela. Madilu locata. Madilu locata. I mean, Madilu locata de Balo like. Pay like bo. Honda. Madilu locata. Patient go to me, you think do I be low dealer? Yahana Shimia de low dealer. Palum low dollar. Tilo loda, Madi locate ave. That means locate I go a bit demon in it all of your like chin. Pave a bit damn. Low need I low omaye. Shenamdi. Get low need I low oma never have bit damn. Huh? Huh? Low need I low oma ne behabu sole. Huh?
ဒီမေလုံနေတာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြိဋိဘံမစံခင်အကုသိုလ်လုံနေသေးလားဘာလို့မလုံတော့တာယဟန္တာအရှင်မြတ်ကြီးတွေပြိဋိဘံမစံခင်လုံနေသေးလားဘာလို့မလုံတော့မလုံနေတာတော့ဒါပေမဲ့သူတော်ကောင်းတွေကြိုက်အကုသိုလ်လုံနေသေးလားမလုံနေတာဘာလို့မလုံနေတာတော့ဒါပေမဲ့လုံနေတာအပြစ်လားမသိပဲဒါအပြစ်လားဟုတ်လားမေးကြည့်မယ်တူတူမေးကြည့်မယ်ဒီလူတွေကိုဒုက္ခရောက်မဲ့ဟာကိုလှုပ်ချင်လားအဲ့ဒါပဲတကယ်သိချာဉာဏ်နဲ့စဉ်းစားကြည့်အကုသိုလ်လုပ်ရင်ဒုက္ခရောက်မယ်လို့မသိလို့လုံနေကြရှာတာမသိသေးလို့နောက်ပါလေလှုပ်ကြအောင်ပါလှုပ်ခဲ့တာရဲ့လှုပ်နေတာရဲ့လှုပ်အောင်မှဆိုတာရဲ့တို့ဘယ်သူမှအပြစ်မမြင်ဘူးတို့အပြစ်မြင်ချင်တာကမသိတာတခြားအရေးကြီးတယ်နော်ဝါလုံးလေးစရေးပေးပါတယ်ကာကြီးလေးသင်ပေးပါမယ်ခါခွေးလေးသင်ပါမယ်သင်မုံကြီးကြည်ပြီးစာဖတ်တတ်ရေးတတ်အောင်သင်ပါလောကကြီးမှာဘယ်သူကိုအပြစ်တင်ပါလဲဟုတ်လားရှင်းလားခုပြောတာကိုပြန်ကြည့်ပြန်တော့ကိုအကုသို့လုတ်ခဲ့မိမှာပဲကိုအကုသို့လုံနေမိမှာပဲကိုအကုသို့တွေလုံအောင်မှာပဲဘယ်သူကြောင့်လဲမသိလို့တရားစခန်းဘာလို့ဖွင့်ပေးတာတော့မသိတာတွေကိုသိအောင်ဆိုတာမဟုတ်တရားမသိတာတွေကိုမဟုတ်ဘူးသိတဲ့နာတွေကိုသိအောင်လို့အခုကြည့်နော်တကယ်လွယ်ပါဇက်ဖြားနဲ့ပြောရင်တော့ဟေးအခုတို့လှုပ်ခဲ့တာရဲ့လှုပ်နေတာရဲ့လှုပ်အောင်မရဲ့ဘယ်ဟာဆိုးသုံးမျိုးလုံးဆိုးပါတယ်ဗျာအဲ့ဒါတော့ तू ပြောမှလားကလေးလေးသိတာဒါပေမဲ့တကယ်တမ်းကျတော့လှုပ်ခဲ့မိတာလည်းမသိလို့လှုပ်နေတာလည်းမသိလို့လှုပ်အောင်မဆိုရင်လည်းမသိလို့ဘယ်သူဆိုးမသိတာဘာလို့ဆိုးတာလဲဆိုတော့မသိတဲ့အတွက်ကြောင့်မို့အကုသိုလ်ကိုလှုပ်တာဘာမသိတာလဲလို့မင်းရင်ဒုက္ခသစ္စာသမုဒိယသစ္စာនិရောဓသစ္စာမေဃသစ္စာသစ္စာ၄ပါးကိုအဲ့ဒါလေးမပြောနဲ့အဲ့ဒါတွေသိဖို့ခဏထားလိုက်ကိုအကုသိုလ်လုပ်ရင်ကိုခံရမယ်ဆိုတာကိုမသိလို့အဲ့လောက်ကလေးတောင်မသိကြတာဟာဘယ်လောက်ဆိုးတယ်လဲတွေ့ကြည့်ခုပြောရနားလေလားမလဲဟုတ်လားအကုသိုလ်ကိုဟိအတင်းရှောင်ခိုင်းမနေနဲ့အကုသိုလ်ကိုအတင်းရှောင်ခိုင်းမနေနဲ့ဘာဖြစ်အောင်လုပ်ပေးရမှာသိအောင်ပြောပေးရမယ်သိအောင်လုပ်ပေးရမယ်သိအောင်အရေးပြပေးရမယ်သိအောင်အကောင်ပြပေးရမယ်ဒါသူသိနိုင်တဲ့သူကံပါရင်သူဉာဏ်ပါရင်သူဝိရိယပါရင်ဘာဖြစ်မှာလဲသိမှာကိုကလုပ်ပေးုံတက်ပဲပြပေးုံတက်ပဲအတ္တနာဟိကတံပပံအတ္တနာတံကိလေသတိပင်မလိုက်တာပြောမနေနဲ့တော့တံကိလေသတိကကိလေသာပေါ့ပင်မလိုက်တာပြောမနေနဲ့တော့စိတ်ကိုလည်းပူပန်စေတတ်တယ်နှိပ်စက်တတ်တယ်လူကိုလည်းဒုက္ခရောက်စေတတ်တယ်နှိပ်စက်တတ်တယ်အဲ့ဒါဘယ်သူလဲလို့မေးအကုသိုလ်အဲ့ဒီအကုသိုလ်ဘာလို့လုံမိခဲ့တာလဲဆိုရင်မသိလို့အဲ့ဒီအကုသိုလ်ဘာလို့လုံနေတာလဲဆိုရင်မသိလို့အကုသိုလ်ဘာလို့လုံအောင်မှလဲဆိုရင်မသိလို့ဟေးဟောဒီเจ้าမနေရင်လုံးဝအကုသိုလ်လုပ်ခွင့်မပေးဘူးဟုတ်လားဒီเจ้าမနေရင်လုံးဝအကုသိုလ်လုပ်ခွင့်မပေးဘူးအကုသိုလ်လည်းလုပ်လည်းမလုပ်ရဘူးပြောလည်းမပြောရဘူးစိတ်လည်းမကူရဘူးလုံးဝလုပ်ခွင့်မပေးဘူးအရှင်ဘုရားတပည့်တော်ခိုးလို့တော့အရှင်ဘုရားဘယ်လိုလုပ်သိအရှင်ဘုရားတပည့်တော်ခိုးပြောနေတော့အရှင်ဘုရားဘယ်လိုလုပ်သိအရှင်ဘုရားတပည့်တော်စိတ်မှာအကုသိုလ်တွေဖြစ်နေတော့အရှင်ဘုရားဘယ်လိုလုပ်သိမလို့မသိဘူးကိုယ့်ကိုယ်တော့သိတယ်မို့လားကိုယ့်ကိုယ်တော့သိတယ်မို့လားအကုသိုလ်လုပ်ခွင့်မပေးဘူးဆိုတဲ့စကားလုံးဟာဟေ့အကုသိုလ်မလုပ်နဲ့လို့ပြောနေတာတဲ့စာရင်အကုသိုလ်လုပ်ရင်ကိုယ်ပဲခံရတယ်ဟေးလို့အတိပေးချင်တာတက်ပဲဟုတ်လားအကုသိုလ်လုပ်ရင်ကိုယ်ပဲခံရတယ်ဆိုတာအတိပေးချင်တာတက်ပဲသိသွားရင် तू မလုပ်တော့ဘူးမသိသေးရင်တော့လုံအောင်မှာပဲဟေ့မလုံနဲ့လုံလို့ကိုပြောစီဟာမလို့တော့ဘူးအဲ့ဒါကိုနင်ညောအင်ညာဝိသောတရေကိုလိုက်ပြောလို့မရဘူးကိုလိုက်ပြောလို့မရကိုကဘာလေးပဲပြောပြရမှာလေသိအောင်ဘာသိအောင်လဲအကုသိုလ်လုပ်ရင်ကိုပဲတခုတော့ရှိတယ်ကြည်စမ်းမအောင်ကိုင်းအခု
Sula Kala Ubandaka Peboya Bian Palo Bibian Ubo Sound de Yana Biro Piana a man of Ubo Sound de Yada Manai do Yakhamla to Yakhamla The gay a boy and Chidoli Ubo Sound Love Yakanya the Lulu the Yana Love Yakanya the Lu Hola Lusura Kauna so that Nayoshi de He Namio Boli Lut Namioshi de Kaunane Soda Logama a Simpirane Mabirane Banamioshi Namioshi de Namioshi de Did you pay Yona? They are Yona Danga Yona Oh, the Gabiora, the Gabiora Piameme Paya Yona Payazaga de Yona Danga Yona Logama Lubanamioshi Panevale Kaunane Soda Logama the Bawaga Namioshi a Simpirane a Simabira Banamioshi That didn't know Kaune do so in Amiran Bafini Male Kaune do ne a Simpirane Mabirane Beha Dwemle a Simpira Dwe Macaune do Bane Dwemle Hola at a Paya Ho Kaune a Simpi Magaune a Simabi at a Paya Ho Yongla Go Kaune Dane go Say Pidamula Go Kaune Dane go Nibula Povo Dana Malone, Hakong the Yenego, a same Bibudo, go Nira di Payamayona he. Era go Tayamayona lo Biore. Era go Danga Mayona lo Biore. Nibula Pazaka da Payatia Danga Yonelo Bionira. Only Nakong Nira, a same Bibu, Naima Kong Nianet, near than a Taino and Nabe. Why Sure, Emily, ho a jado, ho a lejado, ho a jijado, Emily Chilida, Macone do the jado, a single Pasaga Lulu Mabione, Sega Eddie Sida Mamuine, Era Payago, Machinura Tayago, Machinura, Dangago, Machinura, the Vopa will have a lot of Yamayara. He did what the Yasakan or carrying the Yasakan in a mature, the mule woman. Lurijira, Donan Lidandi, your Sedan, your Tegadori, your Emirio, Pirio, Emirio, PhD, your Miyaji Vesura. The Yossi Lazagapio in Swinway, little that the chamber and Gaumnamdi. A Kubiora di Lekana Pipula, Nakong only a dane, a sema bibu, Pipula, Macone Durijaro. A single pilo. He go only than a semabira, go a semabira to Rula. Okay. Turula looked up here to Avi era. A man of Canadian did the Yahweh Lade to the Deasca when they do the no? Maareja Lara Mula. Did the well Nabi Piano Yavi Dave? Now say, well, hold a bit, hold him up piano Yavi. Could you know? Go only a simpiama, who go only than a simabira, go jongla to Rojala. Huh? Go only really? Go only really? Kama wibago, as in the your cancaye, a jubigo, as in the your sensalo, mayat name bali. As in the live at the campaign, Goromia Giga than Lin. Kama wibago as in dio, Kankaye a jubigo, sensalo yadi. Janeboguri senalumia. Natiluni than a balo hulu pidaro. Nahuluni than a balo, dilupida. Diluni, dilupia meha, hulu pima, long shidanga, dilumini row. Balloon, holuni laito. Holuni laito me que, diluni laito me quene, Eddie Kankaye a jugo, kuma senza da pene. Gango yue be near the Miakala Balo, a Yulu core. Palo core? Putus no? Oma the go cora gona, you cora gona. To do have go jump go the bira. Go jump go the bira ve. Piambiova me, so doga bioge bira. Piema mire dugo, piemage buye. Pero Matiadu.
Mayabu, go gong near Dane Gwe Magona Pia Li Jing. Go Joraga Manala, Payahoraga Manala. Payahora man, let do Jarabaduha man. Go Haga Mani, Era Payab Yamare Code. They have Yamare Code, Dangago. Yamare Code, Era Amira Payatia Dangago, Palushi, who are leso ye. O Payatia Dangago, Yamare. O Payatia Dangago, Amia Matter, E. Hobabi. Hobi, the Papa be the yogi, the Jesus don't dare. Dama and then Yaya Hoy, he not be Janoa, Bejaga, Lade, Yogi, he, the Payatia Dangago, Amiego. Payampuba would have a major wabadi. She would a good only the Chani, the Kuja Bioyo, Kuja Dokayo, Kuja Asima Bio, who may and not get Pure Ludia Valley. No, I love Shipula. Say the very Shipula. Say them shit at la Bazaka or Pio Mila. To Shiba Biola la Koya Biorala. The answer are not liver. They are look at home at Durango. The Devama homemade Dayago Manchida. A good Duzrais Heva Hoya Gaumla. Good Duzrais Heva Hoya Gaumla. Pablo did the Yaga de like me go. Turojang so be Tumia go lay bit of me near the Miago de Yago. Maya would the Nibio and Goma de Yadi Shigo. Machilo let Tumia Turojang Bionida. Bono di Miaso and Piaga, go can young lo bioin, go Wiria Jalo Biorale Mani. Go Nyan Yang lo Biorale Mani. Go can go ye, Joby Gaume, go can swing, a Joby swim at a Ligo Mayona. I don't do the right Savane, Hoa Mala, do the right Savane, Hoa Malaso, say Tema Pimidaga. Do the right diga, debrate that dinner, Yinimu name. Pane Yinimu Miadale Soye. Good luck, Gamapata, they are Sevalu Code, Dana, Dila, Bawana, Wea was Abasayana. Damat the one, Damat didna, Damat the one, Badi Dana, Badan, no modern, Detisu Gamalo, Kudu Gamu Pijam Seva. Kudu Gamu Pijam Seva. Eddie Sevali, a hobby domain, say Tema Pit. A good lowing, good and doka yok de, a similar be pit. A good malo, ye, a simple soda. A good malo, ye, a simple soda di. Good lolo, a simple rabo. A good malopi or baloniara leso ye. Good loniara. Good lonia. About the no. Eddie Ludain, a good malopi so ye, balonia male. Kudo de Lonia man, Kudo got Banamioshi lesoye. Semioshi de Kudo P on Logada Semio. Eddie Semio in a Biodo Ajemar. Never did Baduga Sam Biogenes or Dana. Badua Sa Biogene. Dilude Dana Malubulan Lubula. Lubude. Eddie Dana go Biodo me so yen Dea Ato Dane, 2 bit of Biojazo. Dana soda the Luchanda Nachanda. Yama Chanda, Naban Chanda, he yauba. The Choga, Dana, so that the Naban Miapudo Biode, a Tauban Bello Biode. Mahobu Doda Nego G, a Tangaransiaji, a point nego G, Nabango, Hodi Danaga Biva. Banley the Wengo, Lu, Yeli the Quego, Louis, Nebi Chowtap, to other Lumio. Sarema Belauti Solen Soy, go Same Tamin Ligo. Go Masavene, Dumiago, beach with Lulai Ludologa. Damame go Same Tamiligo, go Masavene, Shebadila, sound like Ludologon, Danane Dila Namubia. Go Same Tamiligo, go Masavene, Dumiago, Lulayan Lebe, Olaran, Wibulan, Dukan, Nebana, Neba the Dide. GJ Mimia de Chanda Asipide, Nebango, Pide, the Yago Yade Lusovare. Dami de Vido Danari Lunida. Palu Neban Mayok Dida Lelu me. The young look at home at Duro only a dread. The young look at Dago, Shin Bido Biobame. The young look at that Kama, Ludi look 9 a look the Tomio Shibade. Gune looked at a look Gayaga. No ne Biode a Bio, Waziga.
စိတ်နဲ့ကြံစီတဲ့အကြံအစီမနောကံလို့ဘယ်နှမျိုးရှိလဲဒါတွေသိပြီးသားတွေပါတရားဟောစဉ်မို့လို့ပြောနေရတာဒီလူတွေကိုကာယကံဝစီကံမနောကံရှိပါတယ်ကာယကံဆိုးခဲ့သည်ရှိသောကာယကံကောင်းခဲ့သည်ရှိသောဝစီကံဆိုးခဲ့သည်ရှိသောဝစီကံကောင်းခဲ့သည်ရှိသောမနောကံဆိုးခဲ့သည်ရှိသောမနောကံကောင်းခဲ့သည်ရှိသောကာယကံဆိုးနေရင်မိဘဆရာသမားရှိတယ်ကွကိုယ်တကောင်ကျွဲတမဟုတ်ဆရာသမားတွေရှိတယ်ကွမိဘတွေရှိတယ်ကွဘေးပတ်ဝန်းကျင်တွေရှိတယ်ကိုကာယကံဆိုးခြင်းအောင်တော့ဆိုးနေတယ်ဆိုရင်ကိုဘေးလူတွေကကိုမေတ္တာထားတဲ့လူတွေကဘာလုပ်မလဲတားမယ်ကိုတနာတဲ့သူတွေကတားမယ်စောင့်ရှောက်ပြောပေးလိမ့်သဘောပေါက်လားမသိကာယကံကိုဆိုးခြင်းတိုင်းဆိုးလို့ဆိုးခွင့်မရှိဘူးလောကကြီးဟုတ်လားကိုတယောက်တည်းနေတာမှမဟုတ်တာဒါမြင်ကာယကံကိုဆိုးခြင်းတိုင်းဆိုးခွင့်မရှိသလိုဝစီကံပြောခြင်းတိုင်းလည်းပြောခွင့်မရှိဘူးလူအတန်းအလွာလူနေရာဒေသလူအတိုင်းဝိုင်းလူပရိသတ်နဲ့လူအချင်းချင်းပြောကြဆိုကြလို့ဆိုးတာပါလာရင်မျက်နှာမဲ့သောအဖြစ်နဲ့တတိပေးမယ်ရွေသောအဖြစ်နဲ့တတိပေးမယ်တိုးရင်လည်းတတိပေးမယ်အော်ကြီးခစ်ကြရင်လည်းငေါ့ဆူပြီးတော့လည်းတတိပေးမယ်ကာယကံဆိုးဖို့လည်းအခွင့်ကသိမ့်မလွယ်ပါဘူးဝစီကံဆိုးဖို့လည်းအခွင့်ကသိမ့်မလွယ်ပါဘူးဘာဖြစ်လို့လဲမင်းကိုကာယကံဆိုးတာသူများသိတယ်ကိုဝစီကံဆိုးတာသူများသိတယ်ရှင်းလားမသိဘူးကိုလည်းကာယကံလုပ်ဖို့မလွယ်ဘူးနော်အကုသို့မလွယ်ဘူးကာယကံအကုသို့လုပ်ဖို့ဝစီကံနဲ့အကုသို့ပြောဖို့မလွယ်ဘူးဘာပဲလွယ်တာလဲမနောကံပဲလွယ်နေတာတဘောပေါက်လားမသိဘူးဘာလွယ်နေတာဘာလို့လွယ်တာလဲလို့မေးတော့ကာယကံသူများသိတယ်တားမဲ့လူလည်းရှိတယ်ဝစီကံသူများသိတယ်တားမဲ့လူလည်းရှိတယ်မနောကံသူများသိဖို့မလွယ်ဘူးသိတဲ့ပုဂ္ဂိုလ်တွေရှိပေမဲ့ကိုယ်သိလဲပြောချင်မှာပြောမှာဒါမြင်ဟောဒီပရိသတ်တွေကိုကာယကံဝစီကံမနောကံဆိုးခွင့်ရလို့ဆိုးတာဒီဘယ်ဟာဆိုးမနောကံဆိုးနေကြတာနော်ဟုတ်လားဆိုးခွင့်ရလို့ဆိုးနေတာဒီမနောကံဆိုးနေတာလက်ခံတာကာယကံသူများမြင်တဲ့ကွဝစီကံသူများကြားတဲ့ကွမနောကံကြတော့သူများမသိဘူးဟုတ်လားမနောကံကြတော့သူများမသိဘူးသူများမသိပေမဲ့ဟုတ်လားသူများမသိပေမဲ့ကိုသိတယ်ဒါမြင့်ဒီမှာတရားအလုပ်အားထုတ်ဖို့ဟာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထအဲ့ဒါဖရာရဲ့အဆုံးအမစကားအဲ့ဒါနဲ့နိဗ္ဗာန်ရောက်သွားတယ်မကောင်းမှုရှောင်ဆိုတာကာယကံဝစီကံမနောကံဘယ်ဟာပိုးရှောင်ရမှာလဲကာယကံကလူသူဝစီကံကလူသူတွေနဲ့ရှောင်ဖြစ်နေတာများတယ်အဲ့ဒါမှမရှောင်ရင်တော့ဆိုးလုံးပါတယ်ကွယ်လူကြားသူကြားမှာကာယကံမရှောင်လူကြားတန်ကြားမှာဝစီကံမရှောင်ရင်တော့လူကောင်းစိတ်ရင်ကိုမထဲနဲ့တော့ကွယ်မနောကံကြတော့လူကြားသူကြားလည်းပဲဘာဖြစ်လဲဆိုးတယ်ဘလောက်ထိဆိုးလာတော့ဆိုတော့ပထမတုန်းကကိုကသူများမကျေနပ်ဒေါသဖြစ်လိုက်တဲ့မျက်နှာမှာဘာပုံပေါ်ဒေါသပုံပေါ်လာတယ်ကိုယ်စိတ်မှာလောဘဖြစ်လိုက်တဲ့မျက်နှာမှာလောဘပုံပေါ်လာတယ်တဖြည်းဖြည်းနဲ့ကိုကအပါဝလာတော့လေမလီကိုသူများစိတ်ဆိုးလို့ဒေါသဖြစ်လေမျက်နှာမှာမပေါ်အောင်ဆိုးတတ်တယ်မျက်နှာစိတ်မှာလောဘဖြစ်ပေမဲ့လို့မျက်နှာမှာလောဘမပေါ်အောင်တော်တော်နေတဲ့ထိုင်တဲ့သူတွေနော်ဒါကြကျွမ်းကျင်လိုက်တာတယောက်နဲ့တယောက်ပေါင်းညသင်ကြတဲ့အနေအရာမှာသူ့အကြောင်းကိုသိကို့အကြောင်းသူသိပဲမပေါင်းကျင်လည်းပဲအဲ့လိုလားသိပါပြီသူတို့ပေါင်းတာကရှင်းမျက်နှာဘလို့များထားကြလဲထားပြစမ်းအောင်ကိုင်းရှင်းမျက်နှာနောက်ထားတယ်ဆိုဘလို့ဇက်ကြီးပါလဲသွားတာလားတရားအလုပ်အားထုတ်တယ်ဆိုတာကိုယ်စိတ်အဆိုးမဖြစ်ဘဲနဲ့အကောင်းဖြစ်အောင်လုပ်တာကိုခေါ်တယ်တရားခေါ်တဲ့ပုဂ္ဂိုလ်မသိဘူးကိုဟာကိုတော့သိတယ်ကိုတရားရှိလားမလားကိုသိတယ်ကိုတရားအထုတ်တာဟုတ်မဟုတ်ကိုသိတယ်ကာယကံဝစီကံမနောကံဘယ်ဟာအရေးကြီးလဲဘာဝနာပဏမနောကံမမေဝဘာဝနာအလုတ်ဆိုတာမနောမယမေဝစိတ်ကြောင့်ပြီးတဲ့ကံမေတဲ့ကာယကံထိုင်တာမထိုင်တာယက်တာမယက်တာနဲ့တရားအထုတ်တာနဲ့လားမဆိုင်ဘူးပြောရင်အားနေနေဦးမှာရှိရပါလိုက်လေလားမဆိုင်ဘူးဝစီပိတ်တာမပိတ်တာပတွတ်ပြောတာနဲ့လားမဆိုင်ဘူးတရားဘာဝနာအလုတ်အားထုတ်တယ်ဆိုတာဘာနဲ့ဆိုင်တာလဲ
စိတ်နဲ့ဆိုင်တာမနောကံစိတ်နဲ့ဆိုင်တာဒါနဲ့မို့ကိုတရားအားထုတ်ခြင်းစိတ်ကောင်းလေးမွေးစိတ်ကောင်းလေးနဲ့စဉ်းစားစိတ်ကောင်းလေးနဲ့တွေးစိတ်ဆိုးအဖြစ်မခံနဲ့လို့ပြောတာရှင်းလားမသိဘူးကဲဒါမြင့်မှန်မှဘုရားရှင်းပါတယ်ဘုရားလို့ပြောရင်လှူတာပြောကြစို့လှူတော့ကကိုကကာယကံရဝစီကံရမနောကံရဘာနဲ့လှူခဲ့တာသုံးမျိုးဘယ်ဟာကပို့ပြီးတော့ထင်ရှားဩကောင်းတယ်ကာယကံနဲ့လှူလို့ထင်ရှားတယ်ဆိုရင်စိတ်ကများကောင်းနေရင်တော့ဒါနမြောက်တာဟုတ်ပါတယ်စိတ်ကဆိုးနေဟန်ဆောင်နေခေါ်တယ်ကွအပြစ်ကြီးတယ်ဟုတ်လားလှူတာပဲကာယကံအမှုအရာလှူတဲ့အမှုအရာပဲစိတ်တက်လေးကောင်းလို့လှူခြင်းသိပေါ်နေအဲ့ဒါဗါလေဒါနကုသိုလ်ဖြစ်တယ်ဒီကာယကံကအထောက်အကူဖြစ်တယ်ဒါနစိတ်ကြောင့်မို့ကာယကံအမှုအရာတွေကောင်းနေတယ်တကယ်လို့မြတ်စိတ်ကမလှူခြင်းနဲ့မြတ်ကာယကံကြီးလုံနေအဲ့ဒါဗါလို့တဲ့ခေါ်ဟန်ဆောင်နေခေါ်တယ်ကာယကံကဟန်ဆောင်နေလို့ခေါ်တယ်လှူခြင်းနဲ့ဒါနစိတ်မပါရင်တနည်းပြောပြန်ရင်ကာယကံပြောပြီးတော့ဝစီကံပြောပြန်ရင်ဟဲပြောတယ်ဆိုတဲ့ဟုတ်ပြီလူရန်နဲ့ပတ်သက်ပြီးတော့ပြောနေဆိုနေလူရန်နဲ့ပတ်သက်ပြီးပြောနေဆိုနေတာစိတ်မပါရင်ဟန်ဆောင်ဦးဇင်းတို့ကြုံဘူးတယ်ထဲဟောပါတယ်ကိုစိုးတိုင်းကြီးတဆိုင်ပရိယုတ်ဖို့လျှောက်တယ်ဘာဖြစ်လို့ဈေးရောက်မကောင်းလို့တဲ့ဈေးရောက်ကောင်းစေခြင်းလို့တဲ့ကိုရွတ်ချင်စိတ်ကိုမရှိဘူးမရွတ်ဖြစ်ပါဘူးရွတ်မပေးဖြစ်ပါဘူးဘာလို့ရွတ်မပေးဖြစ်တာတော့ဆိုကိုယ်စိတ်ကလည်းရွတ်ချင်စိတ်ကလည်းမရှိတာမေတ္တာနဲလို့မဟုတ်ပါဘူးဘာလို့ဆိုကိုကရွတ်ပေးလို့ရှိရင်ပရိတရားတော်ရွတ်ပေးဖရာတရားတော်ကြီးပဲရွတ်စွမ်းမှာပေါ့ဒါပေမဲ့သူ့မှာဈေးရောက်ကောင်းဖို့စွမ်းဖို့ကံမပါကိုအပါကိုကသိတယ်မို့တကမကြီးလုံးဝရောင်းမကောင်းတာမဟုတ်နည်းနည်းတော့ရောင်းကောင်းတယ်ဗျာတဲ့အများကြီးရောင်းမကောင်းလို့တဲ့အေးရွတ်ပေးတာပေါ့ဆိုပြီးမရွတ်ဖြစ်ဘာဖြစ်လို့ဆို तू ကကြုံလျှောက်ဖူးတယ်ဟာအရှင်ဘုရားအဲ့နဲ့ပြားရည်လေးဖုံးနေတာကိုအရှင်ဘုရားပြားရည်နဲ့တဲ့တာလားပြားရည်ဖုံးတာဟုတ်တယ်တကမအိုးတပည့်တော်အရှင်ဘုရားပြားရည်လူအောင်မယ်ဖေလူတွေအများကြီးရှိပြောတာဒီလိုပဲနေတော့တလားလောက်နေတော့တခါပြန်လာ तू တယောက်ထဲလာစကားပြောရင် तू မိသားစုလေးနဲ့ဆိုမပြောဘေးကဒဇိန်းတွေရှိနေလို့အများကြီးဆိုအိုးအရှင်ဘုရားတပည့်တော်ပြားရည်လူအောင်မယ်ဖေကိုကလည်းအလူခံတဲ့ဝါဒနာမပါဘူးလေဟောပြားရည်လူအောင်မယ်ဖေသုံးလေးခါရှိတော့လာလူတယ်လစ်ပိုပလင်းနဲ့ဘာနဲ့လာလူပြားရည်ဆိုတာဘာနဲ့လူကြတာများမပြောဘူးပလင်းနဲ့လူတာပေါ့ပုံကြီးတွေနဲ့လူတာပေါ့ तू ကဘာနဲ့လာလူလစ်ပိုပလင်းနဲ့လာလူတယ်ကဲအဲ့ဒီအိမ်အဲ့ဒီကုံစုံဆိုင်ကြီးသွားပြီးဟာရောင်းကောင်းပါစေဆိုတဲ့စေတနာမေတ္တာနဲ့ပရိအာယပါယရော့ချ9တုပ်6တုပ်မို့17တုပ်လုံးရော့လဲပဲလစ်ပိုပလင်းလောက်ပဲရမှာပေါ့ဟုတ်လားဘယ်သူကြောင့်ဟုတ်ကဲ့လားဘုန်းကြီးပရိယုတ်တယ်မစွမ်းလို့လားသဘောပေါက်လားကာယကံလည်းရှိပါသည်ဝစီကံလည်းရှိပါသည်မနောကံလည်းရှိပါသည်ကာယကံလည်းလှူလို့ရသည်ဝစီကံလည်းလှူလို့ရသည်မနောကံလည်းလှူလို့ရသည်ဟဲစေတနာကဘယ်ထဲမှာပါမနောကံထဲမှာပါတာစေတနာကောင်းမှကံကောင်းပြီးတော့စိတ်ကောင်းပြီးတော့အမှုရာတွေကောင်းတယ်အပြောဆိုတွေကောင်းတယ်ဟန်ဆောင်မှုမပါတဲ့ဒါနလို့ခေါ်ပါတယ်ဟန်ဆောင်မှုမပါတဲ့ဒါနလို့ခေါ်ပါတယ်တကယ်လို့တကယ်တမ်းကိုဟန်ဆောင်မှုမပါတဲ့ဒါနလေးများစိတ်နဲ့အာရပါရလှူတတ်သွားရင်အဲ့ဒီပုဂ္ဂိုလ်မျိုးနိဗ္ဗာန်ရောက်တယ်ဒါမြင့်တရားအလုပ်အားထုတ်မယ်ဆိုရင်အခုထိုင်နေရင်းနဲ့လေးပဲဒါနနဲ့ပတ်သက်ပြီးတော့ကိုလူငယ်ဘူးတာတွေပြန်ကြည့်ပါကာယကံအမှုအရာလောင်းနဲ့ပဲပြီးခဲ့တာလားပါဇက်အပြောဆိုလောင်းနဲ့ပဲပြီးခဲ့တာလားတကယ်စိတ်ကပါခဲ့တာလားစိတ်ကပါခဲ့တော့ရောမလူချင်းလားလူချင်းလို့ကိုလားလို့အဲ့ဒါလေးစဉ်းစားနေရင်လည်းပဲအဲ့ဒါပြန်ကြည့်နေရင်လည်းပဲစာကနုတ္တိသမထဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းပဲဟေးဒီတရားနာပြီးတော့အော်ကြည်စမ်းအဲ့လိုဆိုရင်တော့နောင်ဘယ်တော့ဖြစ်ဖြစ်ငါတို့လူရင်ကာယကံရဲ့ဝစီကံရဲ့မနောကံရဲ့ဘယ်ဟာပဲဂယုစိုက်တော့မယ်မနောကံကိုဂယုစိုက်တော့မယ်မနောကံကအမြင့်အရင်အပင်အကိုင်းအခက်အရွက်အလက်တွေကကိုအမူအရာတွေနှုတ်အပြောအဆိုတွေပါလားလို့သဘောပေါက်ပြီးတော့အမြင့်ရင်ဖြစ်တဲ့အလောဘအဒေါသအမောဟနဲ့ကိုယ်စိတ်ဓာတ်ကလေးဒါနတကယ်လှူတတ်ရင်နိဗ္ဗာန်ရောက်ပါတယ်
လောကမှာအစဉ်ပြေတာလည်းရှိတယ်မပြေတာလည်းရှိတယ်အစဉ်ပြေတာကြိုးစားအစဉ်ပြေတာကြုံရင်ဘသူကြိုးစားလို့အစဉ်ပြေရင်ဘသူကြောင့်အစဉ်မပြေရင်မဲခုမှကိုကြောင့်အရင်တော့ကဘလို့တော့သူတို့ကြောင့်ဒါမြင်တရားနာမည်ရတော့မမေ့လောက်တော့ပါဘူးနော်ကဲတဏှာကြီးပြည့်ပါပြီတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဒါလိုပဲဖြည်းဖြည်းအေးဆေးဆေးနဲ့နားမလဲအောင်နားလေရင်လည်းလေတဲ့လေအောင်ပြောပြပါမယ်ဟောပြပါမယ်တကယ်တရားကိုနာယူပြီးတော့နားနဲ့လဲအတိတို့စိတ်နဲ့လဲအတိတို့အတိညာနဲ့အတိတိုးပြီးတော့ဒုတွေဒီလိုနေရထိုင်ရမှာပါလားဒီလိုစိတ်ဓာတ်တွေမွေးမြူရမှာပါလားလို့သဘောပေါက်သိပြီးတော့နေတတ်ထိုင်တတ်နေနိုင်ထိုင်နိုင်သဖြင့်နေတတ်ထိုင်တတ်နေနိုင်ထိုင်နိုင်မှုတွေကပေးတဲ့ကောင်းကျိုးချမ်းသာတွေစံစားခံစားပြီးအတိညာရှိနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း